တော်မင်္ဂလာပါဒီနေ့ကတော့ကျမတို့တုတ်တန်ကျမ်းကိုလေ့လာခြင်းအစီအစဉ်သွားမှာဖြစ်ပါတယ်ဆိုတော့တုတ်တန်ကျမ်းကိုကျမတို့လေ့လာတဲ့အခါမှာဝိညာဉ်ခွန်အားရဖို့ဆိုတာထက်ကျမတို့အသက်တာထဲမှာဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အရာပေါ့နော်အသက်ရှင်တဲ့အခါမှာဘုရားခင်မျက်မှောက်တော်ထဲမှာကျမတို့အသက်ရှင်ခြင်းကိုဥတည်ပြီးတော့မှကျမတို့လေ့လာသွားဖို့ရန်အတွက်ဖြစ်ပါတယ်ဆိုတော့တုတ်တန်လို့ပြောလိုက်တဲ့အခါမှာပထမဦးဆုံးကျမတို့တုတ်တန်ဆိုတဲ့စကားကကြတော့မြန်မာစကားဖြစ်တယ်ပါဠိစကားစုတဆိုတဲ့စကားကနေပြီးတော့မှဆင်းသက်လာတာဖြစ်တယ်ယူထားတာဖြစ်တယ်ပေါ့နော်ဒါတော့ဆရာကြီးယူဒတန်ကနေပြီးတော့မှစကားပြန်ထားတာဖြစ်ပါတယ်လို့ဆိုတဲ့အခါမှာတုတ်တန်ရဲ့အဓိပ္ပာယ်ကိုပြောတဲ့အခါမှာကျမတို့နံပါတ်1အနေနဲ့တရားတော်များကိုစုစည်းခြင်းစုစည်းထားခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်။နောက်တစ်ခုကကြတော့တုတ်တန်ဆိုတဲ့အရာကချီးငင်ခြင်းဒါမှမဟုတ်လို့ရှိရင်စနစ်တကျတည်ကုန်းထားတဲ့တရားတော်စုဆိုပြီးတော့မှကျွန်တော်တို့အဓိပ္ပာယ်ယူလို့ရပါတယ်။ဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်တော့ပန်းဆရာတွေနော်ဆိုတော့အဲ့ပန်းဆရာတွေကပန်းကိုတီးကုန်းတဲ့အခါမှာချီးမြှင့်တဲ့နဲ့တီးကုန်းကြတယ်ပေါ့နော်အဲ့လိုတီးကုန်းကြတဲ့အခါမှာအင်တမလာပါတယ်ပန်းခွေလေးတွေပန်းလေးတွေထွက်လာတာတွေ့ရတယ်ပေါ့အဲ့ဒီလိုမျိုးပဲဒီကျမတို့ရဲ့တရားတော်စုစကားတော်စုများကိုချီးမြှင့်တဲ့တရားတော်များကိုပျောက်ပြက်မသွားစေဖို့ရန်အတွက်စနစ်တကျစုစည်းထားခြင်းကိုဆိုလိုတာဖြစ်ပါတယ်လို့ပြီးတော့နံပါတ်နောက်တစ်ချက်ကတော့အဆုံးအမနဲ့လမ်းညွှန်လို့အဓိပ္ပာယ်ရပါတယ်ဒီအရာကဘာနဲ့ဆိုင်တယ်လဲဆိုလို့ရှိရင်လောကုတ်တရားနှဖျားအကျိုးစီးပွားအတွက်လိုက်နာကျင့်သုံးကျင့်ကြံရမယ့်အရာတွေဖြစ်ပါတယ်ဆိုတဲ့အခါမှာကျမတို့ဒီလောကမှာအသက်ရှင်တဲ့အခါမှာဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အရာတစ်ပိုင်းရဲ့ပြီးနောက်တစ်ပိုင်းကကြတော့ဘုရားသခင်ရဲ့မျက်မှောက်တော်မှာကျမတို့အသက်ရှင်တဲ့အခါမှာဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အရာကိုဖော်ပြထားတဲ့ကျင့်ဝတ်တွေဒါမှမဟုတ်ရင်ပုံပြင်ဥပမာတာတကများနဲ့တရားဒေသနာများကိုတုတ်တန်လို့ခေါ်ခြင်းဖြစ်ပါတယ်နောက်တစ်ခုအခြားအသုံးပြုတဲ့နေရာအရာတွေရှိတယ်အဲ့ဒီအရာတွေကဘာလဲဆိုလို့ရှိရင်တော့တချို့တော့အစဉ်အလာတွေမှာမသားဖွယ်ရာစကားပုံတွေရှိကြတယ်ပြီးရင်ဒါမှမဟုတ်ရင်လည်းအနစ်ချုပ်လမ်းညွန်လိုမျိုးစတိုင်တွေပေါ့နော်အဲ့လိုမျိုးတွေသုံးလုံးလည်းရှိကြတယ်ဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်တော့ကြောက်ခဲတစ်လုံးနဲ့ငှက်နှကောင်ပေါက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးစတိုင်တွေပြီးရင်ကျမတို့ကချင်လူမျိုးတွေမှာစကားပုံတစ်ခုရှိတယ်အဲ့ဒါလေးကိုပြောပြချင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်တောင်ရခုံမာရင်တနေ့ဆုံးရှုံးရမယ်အိမ်ထောင်ပြုမာရင်တသက်စာကျမတို့ဆုံးရှုံးရမှာဖြစ်ပါတယ်အဲ့လိုပဲကျမတို့ကိုးကွယ်တဲ့ဖယားရွေးမာရင်ကျမတို့ထာဝရကာလဆုံးရှုံးခြင်းတို့ရောက်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီနေ့ကျမတို့ကိုချစ်ပြီးတော့မှလူလောကမှာဆင်းသက်လာပြီးတဲ့ကာလလူစားတိခံတဲ့ဖယားသခင်ဖြစ်တဲ့နှုတ်ကပတ်တော်ဖြစ်တဲ့သခင်ယေရှုဟာကျမတို့အတွက်လဝကတိုင်မှာအသေးခံတယ်တကြိုချင်းကိုခံတယ်3ရက်မြောက်တဲ့နေ့မှာပြန်ရှင်ပြန်ထမြောက်ပြီးတော့မှထိုးသခင်ကိုမိမိရဲ့ကေတင်ပိုင်ရှင်အသက်သခင်ဖြစ်ယုံကြည်တဲ့သူတိုင်းဟာထာဝရကာလအသက်ရှင်ခြင်းတို့ရောက်မယ်ဆိုတော့အရာကိုလည်းပဲခွန်အားပေးချင်တာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီနေ့စကားပုံလို့ပြောလိုက်တဲ့အခါမှာကျမတို့ဒီလိုမျိုးအကျိုးရှိတဲ့အရာတွေပေါ့နော်ကျမတို့အသက်တာမှာလိုက်လျှောက်ရမယ်လိုက်လျှောက်တဲ့လူကြီးတွေရဲ့စကားတွေကိုကျမတို့စုစည်းထားခြင်းဖြစ်ပါတယ်ဆိုတော့တုတ်တန်ကိုအင်္ဂလိပ်လိုကျတော့ proverb လို့ခေါ်တာပေါ့နော် proverb ဆိုတာကဘေးကနေစကလုံးစလာတယ်လေဆိုလို့ရှိရင် Hebrew ဘာသာ Marshall ဆိုတဲ့အဓိပ္ပာယ်ကနေစလာတာဖြစ်ပါတယ်လို့เนาะအဲ့ဒါကတော့ Marshall ဆိုတဲ့အရာကခုနပြောသလိုကျမတို့ရဲ့စကားပုံတွေလူကြီးတွေရဲ့တွင်တင်ဆုံးမတဲ့စကားတွေကဗျာလင်္ကာတွေကိုစုစည်းထားခြင်းဖြစ်ပါတယ်လို့အဲ့ဒါကြောင့်မလို့ဒါကတော့ဒီကျမတို့ရဲ့တုတ်တန်ဆိုတဲ့စကားစုရဲ့အဓိပ္ပာယ်လေးကိုရှင်းပြရခြင်းဖြစ်ပါတယ်